Rescue workers in Myanmar are digging for survivors after an earthquake caused devastation in Mandalay and other cities. More than 1,000 people are known to have died so far across Myanmar. Chinodo Webos Gane, Nasakuya, Dona, 2025မှာစပြီးမတိငွေသိန်း200ဖြင့်အခြေခံလိုအပ်ချက်တွေဖြစ်တဲ့စားတော့ဆေးဝါးနဲ့အခြားသောအရာများကိုသဘာဝဘေးဒဏ်သင့်တဲ့မန္တလေးသို့တွားရောက်ကူညီခဲ့ပါတယ်။မန္တလေးရောက်တဲ့အခါမှာလည်းထပ်မံ၍အစဉ်သင့်စားတော့နိုင်တဲ့အစားအသောက်များကိုထပ်မံမှာယူပြီးလူရောက်900စာကို31ရက်3လ2025မှာ၎င်း1ရက်4လ2025မှာ၎င်းထပ်မံ၍ကူညီဖြစ်ခဲ့ပါတယ်။ဒီလိုလုပ်နိုင်ခဲ့တဲ့အကူအညီများအားလုံးဟာလည်း Webos ကိုအသုံးပြုနေတဲ့အသုံးပြုသူအားလုံးရဲ့အကူအညီများသာဖြစ်ပါတယ်ခင်ဗျာ။ယခုလည်းဆက်လက်ပြီးတော့ကျွန်တော်တို့ Webos ကနေမန္တလေးသို့ပို့ဆောင်လိုတဲ့ကူညီကယ်ဆယ်ရေးပစ္စည်းများကိုတည်ယူပို့ဆောင်က free ဖြင့်ဆက်လက်ပို့ဆောင်ကူညီပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။ကူညီကယ်ဆယ်ရေးပစ္စည်းများကိုပေးပို့လိုပါကကျွန်တော်တို့ရဲ့ Webos Official Facebook Page ကနေတဆင့်ဆက်သွယ်ပြီးတော့၎င်းဖုန်းနံပါတ်399665645291ကိုဆက်သွယ်ပြီးတော့၎င်းအသေးစိတ်မေးမြန်းနိုင်ပါတယ်ခင်ဗျာကမ္ဘာသူကမ္ဘာသားအားလုံးကကြီး3ပါးမှကျော်လွှားပြီးစိတ်ချမ်းသာကိုယ်ချမ်းသာကြပါစေခင်ဗျာ